2016မှာဂျပန်ကိုရအောင်သွားမယ်လို့ပြောထားတဲ့လူတွေအတွက်တည်ထားတဲ့အချက်လေးချက်ပထမတစ်ချက်ကကြတော့ကျွန်တော်တို့ဂျပန်သားစတင်နေတဲ့အဆက်မှာဂျပန်ကကျွန်တော်တို့လောကလာစာကောင်းတယ်ဆိုပြီးကျွန်တော်ဂျပန်စာနဲ့စတင်ကြတယ်ဒါပေမဲ့ဂျပန်စာအရင်ခက်တယ်မှန်းနဲ့တည်တယ်ရောဂျပန်စာကိုဆက်ပြီးတော့မလေ့လာခြင်းတော့ဘူးเนาะအဲ့တော့စတဲ့အဆင့်အရင်ကြီးပါတယ်နံပါတ်1ချက်ကကျွန်တော်တို့ဒီမှာရှိတဲ့ဂျပန်စာ level တွေကိုကျွန်တော်တို့တစ်စင်းနဲ့ကျွန်တော်ညှိနှိုင်းဖို့လိုပါတယ် N5 ဆိုရင် N4 N4 ဆိုရင် N3 ပေါ့เนาะကိုယ့်ရဲ့ဂျပန်စာ level တွေကိုပို့ပြီးတော့မျှလို့ပို့လို့ပါတယ်နံပါတ်3ချက်ကကျတော့ကျွန်တော်တို့ဒီမှာကျွန်တော်အခက်ခဲတွေကျွန်တော်တော့မှာဖြစ်ပါတယ်ပေါ့เนาะအခုဆိုတော့ကျွန်တော်ဆက်လာပိုင်း GMP စာမေးပွဲကျွန်တော်တို့ဖြည့်တယ်အောင်းလင်းတော့အောင်းလင်းကြားတယ်ကြားတယ်ကြားတဲ့လူကကိုယ့်ရဲ့အခက်ခဲကိုသိပြီဆိုရင်ကိုယ့်စမှာဘာအားနဲ့ချက်ရှိတယ်ဆိုတာဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိအောင်လုပ်ဖို့လိုပါတယ်အဲ့လိုပဲကျွန်တော် interview ဖြည့်တဲ့ခါကြားတယ်ကျွန်တော်အောင်းလင်းအဖွဲရှိမယ်ကြားတဲ့ဖွဲရှိမယ်အဲ့တော့ကြားတဲ့ဖွဲတွေရတယ်ကိုယ့်မှာဘာအားနဲ့ချက်တွေရှိတယ်ဆိုတာဟာနဲ့ပတ်သက်ပြီးတော့နံပါတ်3ချက်ကသိအောင်လုပ်အောင်မယ်ဆိုပြီးတော့ကျွန်တော်ပြောထားရှိပါတယ်ခင်ဗျာနံပါတ်4ချက်ကတော့ရှင်းပါတယ်အဲ့လိုမျိုးကျွန်တော်တို့အခက်ခဲတွေအချက်တွေကျွန်တော်ကြုံလာတဲ့ခါကြားရင်လည်းကိုသွားချင်တဲ့အိမ်မက်ကိုကျွန်တော်တို့ဇွဲမလျှော့ပဲနဲ့ကျွန်တော်ဒီဇိုင်းနံပါတ်မဲ့ကျွန်တော်သွားဖို့လိုပါတယ်ခင်ဗျာဒါကြောင့်ဒီနံပါတ်1 2 3 4အချက်နဲ့ပတ်သက်ပြီးတော့သိထားခဲ့မယ်ပြီးပြီဆိုရင်ကိုယ်တိုင်ဒီဇိုင်းနံပါတ်မဲ့ကျွန်တော်လိုက်လုပ်မယ်ဆိုရင်2016မှာဂျပန်ကိုရောက်အောင်သွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်စာကြောင်းမှာလည်းဂျပန်စာကိုကျွန်တော်တို့အခုမှစလေ့လာခြင်းတဲ့တူများလို့လည်းကျွန်တော်တို့ F5 တင်တဲ့ F4 တင်တဲ့ Android တွေကျွန်တော်ခုနကရှိပါတယ်ခင်ဗျာကျွန်တော်စာကြောင်းဆိုရင်ကျွန်တော်ရန်ကုန်မန္တလေးတောင်ကြီးပခုက္ကူနဲ့ဒီမွန်ပြည်မှာပါเนาะကျွန်တော်စာကြောင်းဝဲတွေကျွန်တော်ခုနကရှိပြီးတော့ Facebook page Fiverr Technical TikTok နဲ့ YouTube channel တွေမှာလည်း subscribe ရှိနေပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုဆုံးကြည့်ပြီးရတဲ့အတွက်လည်းအထူးအနေရှိပါတယ်ခင်ဗျာ